ဒီပွဲကိုမြန်မာပြည်သက်2900ကျော်ကွင်းလုံးပြည့်လာရောက်ကြည့်ရှုကြတာတွေ့ရပါတယ်မြန်မာနဲ့ပြည်ရင်ပွဲတော့မြန်မာနိုင်မယ်လို့ထင်ပါတယ်မြန်မာအသင်းရကြိုးစားပန်းစားနဲ့စိုးမယ်လို့လည်းထင်ပါတယ်အသင်းလာရှင်းတဲ့အသင်းနဲ့အသင်းဖြစ်တဲ့မှန်ပေမဲ့နှစ်နိုင်ငံလုံးတော့အင်အားကြီးနိုင်ငံတွေပဲဖြစ်ပါတယ်ဒါပေမဲ့မြန်မာနိုင်ရမှာပဲအဲ့လိုထင်ပါတယ်နှစ်သင်းစလုံးအနေနဲ့ကလည်းအုပ်စုဗိုလ်လူပွဲဖြစ်တဲ့အတွက်အကျိတ်နဲ့ရှင်ပြိုင်ကစားကြပါတယ်VNN အသင်းကဦးဆောင်ကိုပွဲစဉ်18မိနစ်မှာရရှိခဲ့တဲ့ပြည်တံဘောကနေတစ်ဆင့်တွင်းနိုင်ခဲ့ပါတယ်မြန်မာအသင်းရဲ့ခြေပါကိုပထမပိုင်းအခြေပို4မိနစ်မှာတွင်းနိုင်ခဲ့ပေမဲ့လူကျွံဘောအဖြစ်သတ်မှတ်ခံခဲ့ရတဲ့အတွက်ဂိုးရရှိခြင်းမရှိခဲ့ပါဘူးလောစင်တော့ချီညီပါဒိုင်ကတော့ဒါကတော့သူတို့ဆုံးဖြတ်ချက်တိုင်းပေါ့နော်အဲ့လိုမျိုးကျွန်တော်အမြင်ကတော့ဒုတိယပိုင်းတော့တော်တော်လေးဖိအားပေးမယ်လို့ထင်ပါတယ်ကျွန်တော်ကတော့သေးတော့ပဲတင်တာပဲအလိုကြီးတော့သူတို့ကမလွယ်ဘူးပေါ့နော်ပြင်းတန်းလဲတော်တော်ကောင်းတယ်လေညီမအလွဲကျော်လေးနောက်တန်းလေးပါလေနည်းနည်းညံ့တယ်ရှေ့တန်းမှလည်းမချီဘူးအဲ့လိုဖြစ်နေတာမြန်မာအသင်းအနေနဲ့ဒုတိယပိုင်းမှာလည်းကစားပုံပြီးတော့ကောင်းနေတာမရှိခဲ့ပါဘူးဒီနဲ့ဒီအချိတ်ဆက်အားနည်းမှုအဆုံးသတ်မကောင်းမှုတိုက်စစ်အားပြောခြင်းနဲ့ဒုမြန်မာအသင်းကကြော်ပြီးဆုံးနေတဲ့ပြည်နယ်ကိုတကယ်ကိုမရှိနေရှုံးနေကြတာဖြစ်ပါတယ်မျောလင့်တာတော့နိုင်ဖို့ပေါ့ဗျာဒါပေမဲ့ဘာဖြစ်ဖြစ်နိုင်ရှုံးပေါ့ကျွန်တော်မြန်မာဘာဖြစ်ကျွန်တော်မြန်မာပဲလေဗီယက်နမ်လည်းကောင်းပါတယ်ဒါထက်ကောင်းလာမယ်လို့ကျွန်တော်မျှော်လင့်ဘောလုံးတိတ်မနိုင်ဘူးထင်တယ်ကျွန်တော်အကွက်လေးနည်းနည်းပြက်နေလို့ထင်တယ်ခင်ဗျာနောက်တန်းကတော့မစိုးဘူးပေါ့အရှိတန်းနဲ့အလယ်တန်းနဲ့နည်းနည်းအချိတ်ဆက်လေးလိုနေလို့ထင်တယ်ကျွန်တော်အနေနဲ့4-3-3ကစားကွက်ကိုစမ်းပြီးကစားခဲ့တာပါအဓိကကတော့ဗီယက်နမ်တင်းကအားထားရတဲ့နံပါတ်8နဲ့22ကိုဘောလုံးမပေးနိုင်အောင်လို့ဒီလိုကစားခဲ့တာပါဒီပွဲမှာမြန်မာတင်းရဲ့ခံစစ်ပိုင်းကိုတော့တိုးတက်လာတဲ့အနေအထားကိုတွေ့ရပါတယ်ဒီပွဲမှာမြန်မာအသင်းအနေနဲ့ရှုံးနိမ့်သွားခဲ့ပေမဲ့ဆီမီဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပြီးအုပ်စု B ကအုပ်စုကိုဖြစ်တဲ့ထိုင်းအသင်းနဲ့တွေ့ဆုံရှင်ပြိုင်ရမှာပဲဖြစ်ပါတယ်